ဖះလောင်းဒုက္ခမင်းပြောကြသောယန္တုမိတ်ဆွေခွဲခြားသိနိုင်သောအချက်များမိမိယန္တုလူသိနိုင်သောအချက်16ချက်1မိမိကိုမြင်ရင်မပြုံးနိုင်မရှင်နိုင်2မိမိကိုမြင်ရင်နှလုံးမသားရဖြစ်သည်3မိမိကိုမြင်ရင်မျက်နှာလွဲကအမြင်ကျင်အောင်ဆောင်တတ်သည်4မိမိလုပ်သမျှစန့်ကျင်ဘက်လုပ်သည်5မိမိကိုမုန်းသူမိမိယန္တုတို့ကိုမိခိုပေါင်းတင်သည်6မိမိမိတ်ဆွေတို့ကိုရှောင်ရှားသည်9မိမိအားချီးမွမ်းလင်မလိုလားဟန်တာသည်10မိမိအားမကောင်းပြောသူဆက်ဆူသူတို့ကိုချီးမွမ်းသည်9မိမိအားသူ၏လျှို့ဝှက်စကားကိုမပြောကြား10မိမိလျှို့ဝှက်စကားကိုဖြန့်လွှင့်သည်17မိမိလုပ်သမျှကိုမချီးမွမ်းအပြစ်ရှာပြောသည်12မိမိပညာဉာဏ်ကိုမချီးမွမ်း73မိမိစီးပွားဆုပ်ယုပ်လင်ဝမ်းသာသည်14မိမိစီးပွားတက်သည်ကိုမနစ်သက်15စားကောင်းစားရသောတတိမယ16မိမိဆင်းရဲဒုက္ခရောက်သည့်အခါမဆောင်ရှောက်ဤတီတို့ကယန္တုလက္ခဏာဖြစ်သည်မိမိမိတ်ဆွေလက္ခဏာ16ချက်မှာ1ကွဲနေသောအဆွေခင်မွန်းကိုတတိယတတ်သည်2တွေးသည့်အခါဝမ်းသာအားရချိုးဆိုသည်3မိမိ၏ကြည်တော်ရှင်လန်းခြင်းကိုအမြဲလိုရှိသည်4မိမိ၏စကားကိုနှစ်သက်သည်ကြားနာလိုသည်5မိမိ၏အပေါင်းအသင်းတို့ကိုပေါင်းသင်းသည်6မိမိ၏ယန္တုတို့ကိုမပေါင်းသင်း9မိမိအပေါ်မကောင်းပြောသူတို့ကိုတားမြစ်သည်8မိမိအားကျေးဇူးစကားပြောသူကိုချီးမွမ်းသည်9မိတ်ဆွေသည်သူ၏လျှို့ဝှက်စကားကိုပြောကြားတိုင်ပင်သည်10မိမိ၏လျှို့ဝှက်စွာပြောကြားအပ်သောစကားကိုသူတစ်ပါးအားမပြောကြား17မိမိကောင်းသောလှုပ်ဆောင်မှုကိုချီးမွမ်းတတ်သည်12မိမိဉာဏ်ပညာကိုချီးမွမ်းတတ်သည်13မိမိ၏ချမ်းသာစီးပွားတိုးတက်ခြင်းကိုဝမ်းမြောက်သည်14ချမ်းသာစီးပွားဆုပ်ယုပ်သောအခါစိတ်မကောင်းဖြစ်သည်15အစားကောင်းစားရသောတတိယတတ်သည်16ရေးကြုံလင်အားပေးဆောင်ရှောက်သည်ဤတီကမိတ်ဆွေကောင်းတို့၏လက္ခဏာဖြစ်သည်ယန္တုနှင့်မိတ်ဆွေတို့ကိုမြင်ယုံကြောက်ရွံ့နှင့်ခွဲခြားသိနိုင်သောနည်းဖြစ်လေသည်ကြိုက်နေတဲ့ရင်လိုက်ရင် subscribe လေးလုပ်သွားပေးကြပါဦး